ဘယ်လိုပြောလဲဗျာသူ့ကိုမြင်လိုက်လို့ရှိရင်ကိုပြင်မြင်ရတယ်လို့ပဲပေါ့နော်ကျွန်တော်လည်းအရင်စိုင်နေမှာအလုပ်လုပ်ကင်ရင်နဲ့ဗီဒီယိုတွေရိုက်ခဲ့ပြီးတော့အခုလိုမျိုးလေး Cooking for you TH ဆိုတာမျိုးလေးဖြစ်လာတာပေါ့နော်အားလုံးပဲမင်္ဂလာပါဗျာ Cooking for you TH မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဟင်းချက်ပြမယ့်ဗီဒီယိုလေးတော့မဟုတ်ပါဘူးကျွန်တော်ရဲ့3ကာလဖူအန်တွင်ဆိုင်မှာအသက်19-20လောက်ပဲရှိသေးပြီးတော့ပေါ့နော်အရန်ကိုလည်းတော်ပြီးတော့အရန်စူးစားတဲ့ညီငယ်လေးတစ်ယောက်ပေါ့နော်ကျွန်တော်ရဲ့တပည့်လိုလည်းပြောလို့ရတယ်ညီလေးလိုလည်းပြောလို့ရတယ်ကိုညီလိုတောင်ဖြစ်နေပြီပေါ့နော်ကျွန်တော်ဆိုင်ဆောက်ဖွင့်ကြတဲ့ကနေအခုထိပေါ့နော်ကျွန်တော်ဆိုင်မှာပညာသင်ယူပြီးတော့အလုပ်လုပ်ကင်နေတဲ့အခုဆိုလို့ရှိရင်ဗျာ kitchen ကိုတော့မှဦးစီးဦးဆောင်လုပ်ပြီးတော့ကြော်လော်ချက်ပြုတ်နေပြီပေါ့နော်အသက်ငယ်ပေမဲ့လို့အရန်ကိုစူးစားတဲ့ညီလေးဖြစ်ပါတယ်ကျွန်တော်ခီးထွက်နေရမျိုးပဲဖြစ်ဖြစ်ကျွန်တော်အလုပ်တွေရှုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဆိုင်ရဲ့ kitchen ခန်းကိုအခုသူနဲ့ကိုပဲလွှဲထားလို့ရပြီပေါ့နော်အော်ဒါပွဲ100 200ဆိုလဲသူပဲလုံးဝစိတ်ချလက်ချနဲ့ကြော်လော်ချက်ပြုတ်နိုင်နေပြီပေါ့နော်အဲ့ညီလေးကိုကျွန်တော်ဒီနေ့စုလက်ဆောင်လေးပေးမှာဖြစ်ပါတယ်ကျွန်တော်ပေးမဲ့လက်ဆောင်ကတော့တန်ဖိုးကြီးပစ္စည်းတော့မဟုတ်ပါဘူးသူအရန်ကိုလိုချင်နေတဲ့လက်ဆောင်လေးဖြစ်မှာပါအဲ့ဒါဘာလဲဆိုတော့ Facebook page ရဲ့ YouTube channel ရဲ့ TikTok account ရဲ့ဖြစ်ပါတယ် TikTok account ကိုလည်းကျွန်တော် Japan region နဲ့ပတ်စံရှာလို့ရတဲ့ TikTok account YouTube channel ကိုလည်းဒါ monetization နဲ့ပတ်စံတွေပါရှာလို့ရအောင်စနစ်တကျနဲ့တခြားတိစောက်ပေးထားတဲ့ YouTube channel သူ့ရဲ့နာမည်နဲ့ပဲပေါ့နော် Facebook page ကတော့ကျွန်တော်အသုံးမပြုဖြစ်တော့တဲ့ page အဟောင်းလေးကိုသူ့နာမည်လေးနဲ့ name change ပြီးတော့ follower လည်းအသင့်တင်ရှိတဲ့ page လေးကိုကျွန်တော်သူ့အတွက်လက်ဆောင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောတဲ့ညီလေးကတော့ဒီညီလေးဖြစ်ပါတယ်မိတ်ဆက်လိုက်ပါနာမည်ဘယ်သူချော်ယူအောင်ဗျချော်ယူအောင်နော်နာမည်ကချော်ယူအောင်ပါလူကလည်းချောရယ်နော်မင်းကိုကြီးပြင်မှာလာရတယ်ကိုကြီးနည်းနည်းမဲသွားပြီအပြူနဲ့အမဲပြတ်သွားပြီပေါ့နော်မင်္ဂလာပါလို့လဲပေါ့မင်္ဂလာပါဗျမင်္ဂလာပါဗျအတန်းမထွက်ဘူးကြောက်နေရပြောတော့ view တွေရိုက်ချင်တာဆိုကိုကြီးလိုမျိုးဟင်းချက်တဲ့ view တွေအဲ့လိုမျိုးကြောက်လို့မရဘူးနော်ကြောက်လို့မရဘူးရှက်လို့မရဘူးတယ်မှာစိတ်ထဲမှာဘယ်လိုပြောမလဲစိုးရင်စိတ်တွေဖြစ်လို့မရဘူးနော်အခုအညီကိုကြီးကလက်ဆောင်ပေးတာဖုန်းပေးတာတော့မဟုတ်ဘူးနော်ဒါသူ့ရဲ့ဖုန်းမှာသူ့ရဲ့ဖုန်းကိုကျွန်တော်ယူထားပြီးတော့ကျွန်တော်ဖောက်ထားတဲ့ YouTube channel တွေ TikTok account တွေအားလုံးဒီထဲကိုထည့်ပေးတာပေါ့နော် logo လေးလည်းအညီရဲ့ပုံလေးနဲ့ကိုကြီးတခြားဆွဲပေးထားတယ်ဟိုနေ့ကတက်ပုံနဲ့နော် logo လည်းဆွဲထားတယ်ပြီးမှကြည့်ပြီးတော့ဟိုတနေ့ကရိုက်တဲ့ထမင်းကြော်လေးတွေကိုရီးယားကြက်ကြော်လေးတွေကိုလည်း video အတူလေးတွေညီလေးရဲ့ YouTube TikTok Facebook အားလုံးမှာကိုကြီးတင်ပေးထားတယ်နော်ကိုကြီးဖုန်းနဲ့ရိုက်ပေးထားတဲ့ဟာလေးတွေကြောက်ဖုန်းယူတော့ပြီးမှကြည့်ဒီဖုန်းကိုဘယ်လိုမျိုးပောက်ကြရရှောက်မလုံးနဲ့နော် Gmail တွေပါလေကိုကြီးတခြားဖောက်ပေးထားတယ်အဲ့ဒါတွေအသေးစိတ်ပြီးမှရှင်းပြမယ် video edit လုပ်တာကိုလည်းတင်တဲ့တက်ရှင်လည်းတက်ဒါမှမဟုတ်ကိုကြီးကိုလည်းသိချင်တာရှင်းလည်းမေးပေါ့နော်ဒါပေမဲ့တင်တဲ့တက်ရှင်မလို့ပါကိုကြီးပြပါမယ်နော်မသိတာရှင်းမေးဒီညီလေးကပေါ့နော်တူလည်း view လေးရိုက်တင်နေတယ်သူ့ရဲ့ account မှာတော့ TikTok မှာတော့ပေါ့နော်အဲ့တော့အရင်ကတော့ကျွန်တော်လည်းလုံးမပြပြဘူးပေါ့နော်အခုတော့ဒါကျွန်တော်လည်းအလုပ်လေးပါတဲ့ချိန်မလို့ပေါ့နော်သူ့ကိုလည်းဒါကျွန်တော်ဘယ်လိုပြောလဲဗျာသူ့ကိုမြင်လိုက်လို့ရှိရင်ကိုပြင်မြင်ရတယ်လို့ပဲပေါ့နော်ကျွန်တော်လည်းအရင်စိုင်နေမှာအလုပ်လုပ်ကင်ရင်နဲ့ဒါ view တွေရိုက်ခဲ့ပြီးတော့အခုလိုမျိုးလေး Cooking for you TH ဆိုတာမျိုးလေးဖြစ်လာတာပေါ့နော်အဲ့တော့ဒါသူလည်းစူးစမ်းနေတဲ့လူငယ်လေးတယောက်မလို့ကိုယ့်ဘက်ကလုပ်ပေးနိုင်တဲ့ຢာလေးကျွန်တော်တို့ကဆိုရင်ဒီလိုမျိုးကိုပံ့ပိုးပေးမဲ့သူမရှိဘူးဗျာလေ့လာရတယ်ကိုရန်သူမှန်သူနဲ့လောက်ရတယ် channel တွေပြတ်တယ် page တွေပြတ်တယ်အများကြီးဖြစ်ခဲ့ဘူးရပေါ့နော်အဲ့တော့ဒါကိုနားလဲတာဟာလေးကိုလိုမျိုးမခက်ခဲစေချင်လို့ဒီညီလေးကိုအဲ့ဒါလေးလုပ်ပေးတာဖြစ်ပါတယ်လုံးဝတေချာစနစ်တကျလုပ်ပေးထားတယ်ပေါ့နော်ဒီဖြစ်မလာမယ်မဖြစ်လာဘူးကတော့သူ့ရဲ့စူးစမ်းမှုပေါ့နော်အဲ့တော့ကျွန်တော်ကတော့ site မှာဒါ video လေးရိုက်ခွင့်ပေးမယ်နော်ဟုတ်ငါညီရိုက်ချင်လို့ချင်းအဲ့ဒါပါတဲ့ချိန်တွေညပိုင်းတွေမှာကိုကြီးကျွန်တော်ဘာဟင်းချက်နေလေးရိုက်ချင်တယ်ဘာ vlog လေးရိုက်ချင်တယ်ရိုက်မယ်နော် site ပေးမှာ video တင်လာရပါဒါတွေကိုမသိတာကိုကြီးမေးနော်အဲ့ဒါလေးနဲ့အညီဘယ်လိုပြောမလဲကိုလှုပ်ချင်တဲ့ဟာလေးဖန်နီးပေါ့ကွာနော်ဟုတ်ဘာရိုက်ဖို့စိတ်ကူတာဝဲရိုက်ဖို့ရှိတယ်နော်အဲ့ဆိုရင်ကိုစူးစမ်းမှုပဲမူတည်မှာပေါ့နော်ကိုကြီးကတော့ဒါလုပ်ပေးလိုက်ပြီပေါ့နော်ပေးဆိုလဲတခြားလေးစနစ်တကျလုပ်ပေးထားတယ်ပြောလားပြောတယ်ဗျအဲ့တော့အားလုံးပဲ Facebook ကကြည့်နေတဲ့တင်ငယ်ချင်းတွေဆိုရင်လည်းဒီ video ရဲ့ caption မှာဒီညီလေးရဲ့ page လေးကိုကျွန်တော် mention copy ထားပါတယ်အဲ့မှာလည်း video အတူလေးတင်ပေးထားတယ်ပေါ့နော် YouTube ကကြည့်နေတဲ့တင်ငယ်ချင်းတွေဆိုရင်လည်းဒီညီလေးရဲ့ YouTube link လေးကိုကျွန်တော်ဒီ video ရဲ့ comment မှာမှန်ပေးထားပါတယ် TikTok ကတင်ငယ်ချင်းတွေအတွက်လည်းဒီညီလေးရဲ့ TikTok account လေးကို caption မှာ mention copy ထားပါတယ်အဲ့တော့အားပေးလို့ရပါတယ်ဘာရိုက်ပြီးဘာတင်မလဲတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်လည်းကိုပန်ဖိုးပေးနိုင်တဲ့တော့သူ့ video လေးရိုက်ပေးမယ်edit လေးဘာလေးလည်းကျွန်တော်လုပ်ပေးပြီးတင်ပေးမယ်ပေါ့နော်သူတင်ထားတာအရင်ကတွေ့တယ်မဲ့လွတ်ပေးထားတာကျွန်တော်ဘာမှမပြောသေးဘူးပေါ့နော်မတင်ပေးသေးဘူးသူဘာရင်းနဲ့ edit လုပ်တာလည်းတော့မသိဘူးလုပ်နေရပေါ့နော်အဲ့တော့အခုတော့ကိုကြီးလည်းပြပေးနေတယ်တော့ပြပေးမယ်အညီလည်းသိချင်တာရှင်မေးပြောချင်တာရှိသေးတယ်ကျွန်တော်လည်းအားပေးကြပါအောင်လို့ကျွန်တော်လည်းအားပေးကြပါတကယ်တော်တယ်ပေါ့နော်အသက်ဘယ်နဲ့တော့19ရ19ပေါ့နော်အသက်19ပဲရှိသေးတယ်ဒါပေမဲ့သူတခြားဆိုင်တွေပါမလုပ်ဘူးပေါ့နော်ကျွန်တော်တို့စီမှာပဲလိုရင်းနဲ့ပဲပညာသင်တယ်ဒါတော်တော်အခုအားကိုးနေရပြီပေါ့နော်ဒါ kitchen ကမှာဆိုလို့ရှိရင်လုံးဝကျွန်တော်ဘာမှလှည့်ကြည့်စရာမလိုဘူးပေါ့နော်ဒါနော်ဘယ်လိုပြောမလဲစင်စရာပဲဖြစ်ဖြစ်ဈေးစင်းရေးတာပဲဖြစ်ဖြစ် cost structure တွေပါပဲဖြစ်ဖြစ်အားလုံးစိတ်ချလက်ချနဲ့လွှဲနေရပြီးတော့စူးစမ်းနေတဲ့ညီငယ်လေးဖြစ်ပါတယ်ဒါထပ်ပြီးတော့စူးစမ်းစရာတွေတော့အများကြီးရှိသေးတယ်ပေါ့နော်အဲ့တော့စင်ပြေလားကိုကြီးမှနေရတာပြေးတယ်ကွပြေးတယ်โอเคနော်အဲ့ဆိုရင်စူးစမ်းမယ်ဆက်ပြီးတော့ကိုကြီးလိုဖြစ်အောင်မို့ကိုကြီးထက်ကြော်အောင်လုပ်မှာမို့ဟုတ်တကယ်ပြောတာကိုကြီးခဏပြောတဲ့စကားလေးပဲပေါ့နော်
သူများအားမကြနဲ့သူများအားကြခြင်းကကိုတိမ်ငယ်သေးတယ်လေးလာဖို့အတွက်ကိုကြီးတို့ page တွေမျိုးတွေတခြား vlogger တွေရဲ့ page တွေတခြား cooking vlogger တွေလိုက်ကြည့်အားကြလို့ရတယ်ဒါပေမဲ့လို့အားကြမှုကနေပြီးတိမ်ငယ်မှုဖြစ်သွားစေနဲ့ငါတို့မဖြစ်သေးဘူးသူ့လိုမဖြစ်သေးဘူးဟုတ်လားအခုကိုကြီးဆိုရင်ကိုကြီးသက်30ရောက်နေငါညီ19ကိုကြီးကိုမိဖို့ဘယ်နှစ်လို့သေးရော10နှစ်ကျော်လို့သေးတယ်မင်းစူးစမ်းလိုက်လို့ရှိရင်မင်းကိုကြီးအရွယ်မှာကိုကြီးထက်အစားပေါင်းများစွာတာနေနိုင်တယ်ကိုကြီးရဲ့သဘောနားလေလားအဲ့လိုတွေးအဲ့ဆိုရင်အများကြီးမိသေးတယ်ကိုကြီးအသက်19 20တော့ဆိုငါညီအခုဖြစ်နေတဲ့အနေထားတော့တောင်မဖြစ်သေးဘူးကွာအခုလောက်တော့ငါညီလောက်တော့လာစားမများသေးဘူးသိလားမလားအဲ့တော့အများကြီးကောင်းတယ်စကြိုးသားဗီဒီယိုတွေရိုက်တင်တဲ့အခါမျိုးမှာဟင်းချက်နီ blog ပဲဖြစ်ဖြစ်ကွာငါညီပါ personal blog လေးပဲဖြစ်ရိုက်တင်တဲ့အခါမျိုးမှာကိုက Facebook တို့ YouTube တို့ TikTok တို့ကနေဒါပတ်စံဝင်လာတော့မှန်တယ်ကိုတတ်မှတ်ချက်တွေပြင်ရင်တော့ဒါ monetization ဝင်ငွေဆိုတာရှိတယ်ပေါ့နော် TikTok ကလည်းပေးတယ်ခု Facebook ကလည်းပေးတယ် YouTube ကလည်းပေးတယ်သို့တော်လည်းဗီဒီယိုတင်တဲ့အခါမျိုးမှာပတ်စံရခြင်းနဲ့စိတ်ကြီးတစ်ခုတည်းကိုရှေ့တန်းမတင်နဲ့နော်ကိုကြီးဒါအရင်ကလည်းပြောဥပါတယ်အညီဗီဒီယိုရိုက်ချင်တာမှန်တယ်နော်ကိုကြီးရနေရမြင်လို့ဒါကိုကြီးတို့ဆိုခု income တွေရှိတယ်ကွာသို့တော်လည်းပတ်စံတွေရနေရမြင်လို့ဟာသူ့လိုမျိုးပတ်စံတွေရကျင်လို့ဆိုရယ်စိတ်နဲ့ရိုက်တာဆိုရင်တော့ကိုကြီးလည်းအားမပေးဘူးအဓိကဘာလဲဆိုတော့ကိုကြီးလည်းပတ်စံရလို့လုပ်ခဲ့တာမဟုတ်ဘူးကိုတော့ခက်ခဲခဲ့တဲ့ပညာတွေကိုဟလာကိုတက်ထားတဲ့ကိုတိထားတဲ့ပညာတွေကိုကိုလိုလေးလာနေတဲ့သူတွေကိုဟလာကိုနဲ့ဘဝတူတဲ့သူတွေကိုလိုစူးစမ်းနေတဲ့သူတွေကိုမခက်ခဲစေချင်တဲ့စိတ်နဲ့မျှဝေပေးချင်တဲ့စိတ်နဲ့ရိုက်ခဲ့တာအဲ့တော့အခုငါညီလည်းငါညီတိထားတက်ထားတာအများကြီးရှိတယ်အဲ့တော့ဟလာငါညီလိုမျိုးပဲဒီ kitchen light ကိုဝင်ပြီးတော့ပညာသင်နေကြတဲ့သူတွေဟုတ်လားဒီလိုမျိုးလေးလာခြင်းတဲ့သူတွေအများကြီးရှိမှာအဲ့လိုလူတွေအတွက်ကိုတိထားတာတက်ထားတာတွေကိုပြန်လည်မျှဝေပေးရင်းနဲ့ကိုလိုမခက်ခဲစေခြင်းတဲ့စိတ်နဲ့သူများတွေကိုလွယ်လွယ်ကူကူနဲ့လေးလာလို့ရအောင်ဆိုတဲ့စိတ်နဲ့သာမျှဝေပေးအဲ့ဒီစေတနာအကျိုးပေးလာလိမ့်မယ်အဲ့လိုစိတ်လေးနဲ့သာလုပ်အဲ့ဆိုအဲ့ဒါဆိုရင်လည်းဟိုဘယ်လိုပြောမလဲတတ်မှတ်ချက်တွေပြင်တော့ YouTube Facebook TikTok ကတော့ income လေးပတ်စံလေးဝင်လာမှာပေါ့ငါကြီးကပတ်စံရခြင်းနဲ့စိတ်ကြီးနေပဲမလုံးနဲ့ဆိုတဲ့အကြောင်းလေးကိုပြောပြအရင်လည်းပြောဥပါတယ်မှတ်မိရမလားအဲ့တော့စူးစမ်းပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီညီလေးရဲ့ TikTok account လေးတွေ YouTube channel လေး Facebook page လေးတွေကိုလည်းjoin ပြီးတော့သူတင်တဲ့ video လေးတွေကိုလည်းအားပေးကြပါအောင်လို့အားလုံးပဲတတာနော်